အားလုံးပဲမင်္ဂလာပါခင်ဗျာ HP Movie Recap Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ The Angry Bird ဆိုတဲ့2016ကထွက်ရှိခဲ့တဲ့ဇာတ်ကားရဲ့အစဲနောက်ထပ်2019မှာထွက်ရှိလာတဲ့ဇာတ်ကားလေးရဲ့ဇာတ်သိမ်းပိုင်းလေးပဲဖြစ်ပါတယ်ဇလန်လေးရဲ့အစမှာတော့အရန်ကိုစီကားနေတဲ့ငှက်ကြုံကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ငှက်ကြုံပေါ်မှာရှိတဲ့ငှက်တွေဟာတနေရာကနေတနေရာကိုပြန်တန်းသွားလာနေကြပါပြီရောဒီလိုသွားလာနိုင်ပေမဲ့လည်းပြန်တန်းသွားလာနေတယ်လို့တော့မထင်လိုက်ပါနဲ့ငှက်ကြိုးပေါ်မှာရှိတဲ့စပရင်ပြားကြီးတွေအကူအညီကြောင့်ပဲဖြစ်ပါတယ်အခုဆိုရင်တော့လီယိုနက်တို့ဝက်တိုင်းပြည်နဲ့တိုက်ခိုက်ခဲ့တာ3နှစ်မကကြာသွားခဲ့ပါပြီဒါပေမဲ့တိုက်ပွဲပြီးသွားပြီလို့တော့မထင်လိုက်ပါနဲ့အခုအချိန်ဒီလီယိုနက်တို့ဝက်ကျွန်းနဲ့ဒေါသအိုရီတို့ငှက်ကျွန်းတိုက်ပွဲဟာဖြစ်နေတော့မှာပဲတိုက်ပွဲဖြစ်နေတာဆိုပေမဲ့လည်းဘုံတွေကြီးစံတွေနဲ့စက်တိုက်ကြီးပြစ်နေတာမျိုးတော့မဟုတ်ပါဘူးဘုံတွေကြီးစံတွေစားတခြားအရာတွေနဲ့ပြစ်နေတာပါရဲချက်နဲ့ဘုံတို့3ယောက်ကတော့ငှက်ကြွရင်နာမည်ကြီးသူရွယ်ကောင်းတွေဖြစ်နေကြတော့ပါပဲအခုလေဝက်တွေကိုပြန်တိုက်ခိုက်နေပြီးတော့ငှက်ကျွန်းဘော်ကငှက်တွေကိုကာကွယ်ပေးနေရတော့ပါပဲအခုလေကမ်းခြေမှာအပန်းဖြစ်နေတဲ့ငှက်တွေကြားကနေဝက်တွေရဲ့လှုပ်ရှားမှုတွေကိုကြည့်နေပါတယ်ဝက်တွေကသဲတွေနဲ့ဖုံးပြီးတော့သူတို့ကိုထောင်လှမ်းနေတဲ့ရက်တို့3ယောက်ကိုပေါင်မုတ်တွေနဲ့ပစ်ပါတယ်ရက်တို့ကလည်းဝက်တွေပစ်တဲ့ပေါင်မုတ်ကိုရအောင်ရှောင်ပါတယ်ဝက်တွေကလည်းပစ္စည်းအစုံနဲ့ပစ်ပါတယ်ကနန်းတွေလည်းပါပါတယ်ရဲချက်နဲ့ဘုံတို့ကလည်းဝက်တွေပစ်တဲ့ပစ္စည်းအစုံရဲ့အန်ဒီရဲကနေတခြားငှက်တွေကိုကာကွယ်ပေးကြပါတယ်သူတို့ကလည်းဝက်တွေစီကိုပြန်လဲပစ်ခတ်ပါတယ်အဲ့လိုနဲ့သူတို့ကျိုးနှစ်ကျုံးကအပြစ်ခါမရတတ်နိုင်ဖြစ်နေခဲ့ပါတယ်ဝက်လီယိုနဲ့တို့ကလည်းရက်တို့ကိုပြန်ပစ်နေတာကြောင့်ပျော်နေကြပါတယ်အဲ့ဒီအချိန်မှာလီယိုနဲ့တို့ကျုံးမကိုဘယ်ကမှမသိတဲ့ရေခဲတုံးကြီးကပြုတ်ကျလာပါတယ်လီယိုနဲ့တို့ကလည်းဘဲကလာလဲအလုံးကြီးလဲဆိုတာကိုစိတ်ဝင်စားခဲ့ပါတယ်။ဒါကြောင့်မလို့ရေကလုံးကြီးလာရကိုမန်ဘလူးနဲ့ကြည်ပါတယ်။လီယိုနဲ့မြင်လိုက်ရတာကတော့ငှက်ကျွန်းကနေဝက်ကျွန်းကိုပြစ်တာမဟုတ်ပဲနဲ့ကျွန်းနဲ့ကျွန်းပါ။အဲ့ဒီကျွန်းကတော့လင်းယုံကျွန်းကြီးပဲဖြစ်ပြီးတော့ကျွန်းပေါ်မှာလင်းယုံတွေနေကြပါတယ်။အဲ့ဒီကျွန်းကိုအုပ်ချုပ်တဲ့တွေကတော့ဇေတာလို့အမည်ရတဲ့လင်းယုံမကြီးပဲဖြစ်ပါတယ်။လီယိုနဲ့လည်းမန်ပြောင်းနဲ့ကြည်ပြီးတော့လေ့လာပါတယ်။လင်းယုံကျွန်းကြီးကတော့ရေခဲနဲ့ဖုံးနေခဲ့ပြီးတော့အပေါ်မှာလဲတောင်တလုံးကရှိနေပါသေးတယ်။ရေခဲတုံးတွေကလည်းအဲ့ဒီတောင်ထဲကနေထွက်နေတာပါ။ဒါကြောင့်လီယိုနဲ့လည်းအဲ့ဒီမီးတောင်ကိုလက်နဲ့ကြီးတစ်ခုဖြစ်ရမှာလို့မှတ်ချက်ချလိုက်ပါတယ်။အဲ့ဒီအချိန်မှာလီယိုနဲ့တို့ရဲ့ဓာတုဗေဒပညာရှင်တွေကတော့ရေခဲတုံးကိုစမ်းသပ်ကြပါတယ်။ဝက်နဲ့ငှက်ကျိုးဆိုတာကရေခဲတဲ့နေရာတွေမဟုတ်ပါဘူး။ဒါကြောင့်ခဲနေတဲ့ရေကိုလည်းတခါမှမမြင်ဘူးပါဘူး။လီယိုနဲ့ကိုယ်တိုင်ကလည်းအဆိုင်အခဲဖြစ်နေတဲ့ရေကိုကြည့်ပြီးတော့အံ့ဩနေခဲ့ပါတယ်။လင်းယုံကျွန်းကသူတို့ကျွန်းကိုလိုချင်နေတာဖြစ်မဲ့လို့သိသွားခဲ့ပါပြီ။ညံပြည်တဲ့လီယိုနက်တို့ကသူတို့ကျွန်းကိုငှက်စိတ်တို့ရက်တို့နဲ့ပူးပေါင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မလို့မိုးပြတ်ပူပေါင်းတွေကနေပြီးတော့ငှက်ကျွန်းစီကိုစစ်ပစ်ငရေးစာချုပ်တော်တွေကိုပေးပို့ပါတယ်။တစ်ဖက်မှာလည်းရက်ကကျွန်းကိုနောက်တစ်ခါထပ်ပြီးတော့ကတင်ပေးလိုက်တာကြောင့်တခြားငှက်တွေကလည်းဂျေဆူတင်နေကြပါတယ်။အဲဒီချိန်လီယိုနက်တွေကစာတွေကိုပေးပို့လိုက်ပြီးတော့အဲဒီထဲမှာလည်းနှစ်ဖက်စလုံးငင်းချမ်းရေးတွေကိုယူဖို့ဖြစ်ပါတယ်။ရက်ကလည်းလီယိုနဲ့လက်စားမှုတွေကြောင့်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ခဏနေတော့မိုးပြန်ဘူပေါင်းတွေနဲ့ညဉ့်ညံရေးစာကြုံတော်တွေရောက်နေတာကြောင့်ကျုံးဝကငှက်တွေကလည်းအိတ်စာတွေကိုတွေ့သွားပြီးတော့ဝမ်းသာသွားခဲ့ကြပါတယ်။အမှန်တကယ်တော့အားလုံးကညဉ့်ညံရေးကိုလိုချင်နေကြတာဖြစ်ပြီးတော့ရက်ကတော့ဆက်ပြီးတော့ကျုံးကိုကာကွယ်ပေးနေခြင်းတဲ့သူပဲဖြစ်ပါတယ်။ရက်ကသူကအရင်လိုကျုံးတရေကောင်မဟုတ်တော့ရင်အရင်လိုအပေကံဘွားကိုပြန်ရောက်သွားမှဆိုးလို့ပဲဖြစ်ပါတယ်။တငယ်ချင်းဖြစ်တဲ့ channel ဘုံကရက်ဟာစိတ်ပိုင်းဆိုင်ရာတစ်ခုခုဖြစ်နေတယ်လို့ပြောကကုသဖို့အတွက်နေရာတစ်ခုကိုခေါ်သွားပြီးခဲ့လိုက်ပါတယ်။ဘယ်နေရာကိုသွားမယ်ဆိုတာကိုတော့မပြောပြခဲ့ပါဘူး။နေရာကိုရောက်မှသူဘယ်ကိုရောက်နေလဲဆိုတာကိုရက်ကသိရတာပါ။မိတော့ရေခဲကျွန်းမှာတော့စက်တာနဲ့သူ့ရဲ့သမီးတယ်ဖီတို့ကညင်းနေခဲ့ကြပြီးတော့သူတို့ရဲ့လက်နက်ကြီးအခြေအနေဘယ်လိုရှိလဲလို့မေးနေခဲ့ပါတယ်။လက်နက်ကိုတလွဲမားပြစ်လိုက်တဲ့သိပ္ပံပညာရှင်ကိုလည်းရေခဲတွေနဲ့ခဲထားခဲ့ပါတယ်။ပြီးတော့စက်တာကလည်းတာရတဲ့ဘဝကိုရတော့မယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။အမှန်တကယ်တော့ဆယ်တာကဒီလိုမျိုးအေးတဝဲပူတဝဲဖြစ်နေတဲ့ကျွန်းကိုစိတ်ကုန်နေခဲ့တာဖြစ်ပြီးတော့သူ့ဘေးမှာရှိတဲ့ဝက်ကျွန်းနဲ့ငှက်ကျွန်းကပို့ပြီးတော့တာယာနေတာကြောင့်အဲ့ဒီကျွန်းတွေကိုသိမ့်ပက်ပြီးတော့သူ့ရဲ့ဒုက္ခဘုံအဖြစ်ပြောင်းလဲမလို့ပဲဖြစ်ပါတယ်။ကျန်တဲ့ဘုံကရွှေဟာစိတ်အခြေအနေမကောင်းဘူးလို့သတ်မှတ်လိုက်ကကျင်မဲ့ယူတဲ့နေရာတစ်ခုကိုခေါ်လိုက်ပါတယ်။ဒီနေရာကိုယ့်ရဲ့လက်တွဲဘက်ကိုရွေးလို့ရတဲ့နေရာဖြစ်လို့ရွှေနဲ့သူတို့အတွက်ပါတိတ်လုပ်ခဲ့ပါတယ်။ချန်တဲ့ဘုံကတော့တခြားငှက်မလေးကိုအစဉ်ပြေချုံးမွေစွာစကားပြောနိုင်ပေမဲ့ရွက်ရဲ့ပုံစံကြောင့်တခြားငှက်မလေးတွေကလည်းရှောင်သွားခဲ့ကြပါတယ်
ဒါပေမဲ့ Red စီကိုထူးခြားတဲ့ငှက်စုမလေးကရောက်လာခဲ့ပြီးတော့သူနဲ့လက်တွဲဖို့အတွက် Red ရဲ့အချက်အလက်ကိုစစ်နေခဲ့ပါတယ်။ Red ကလည်းစိတ်တူလာခဲ့ပြီးတော့ငှက်စုမလေးနဲ့ရန်ဖြစ်ပြီးတော့ပြန်လာခဲ့ပါတယ်။မြို့တွေက Red ရဲ့ပုံဆိုင်းဘုတ်တွေပေါ်မှာလည်းငြိမ်းချမ်းရေးဆိုတဲ့ဆိုင်းဘုတ်တွေကိုလိုက်ကနေတာကို Red ကတွေ့မြင်သွားခဲ့ပါတယ်။ဒါကြောင့်မလို့ Red လည်းစိတ်ညစ်သွားခဲ့ပြီးတော့အိမ်ကိုပြန်အိတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတကားခေါက်တန်ကိုကြားလိုက်ရပါတယ်။ Red လည်းတကားဖွင့်ပေးလိုက်တော့ဝက်ကျွန်းကလီယိုနက်တရားဖြစ်နေခဲ့ပါတယ်။ Red ကလည်းလန့်သွားခဲ့ပြီးတော့လီယိုနက်ကိုဝင်လို့မရအောင်အိမ်ကိုလည်းအလုံးပိတ်ထားလိုက်ပါတယ်။လီယိုနက်ကလည်းသူတို့ကျွန်းတစ်ခုလုံးတွင်အန်ဒီရရှိတာကြောင့်သူ့စကားကိုနားထောင်ပြီးဖို့ပြောခဲ့လိုက်ပါတယ်။အဲ့ဒီစကားကြောင့်ပဲ Red ကလည်းလီယိုနက်ကိုအထဲကိုပြေးဝင်လိုက်ပေမဲ့လည်းဒီကိုယ်လုံးကိုကျွန်းနဲ့တုတ်ထားခဲ့ပါတယ်။လီယိုနက်ကသူ့ကိုကျွန်းကိုကောင်းကင်ကနေရေခဲတုံးတွေကျလာတာကိုပြောလိုက်တော့ Red ကလည်းအဲ့ဒီရေခဲတုံးတွေကျလာတာကိုမြင်မှုခဲ့ပါတယ်။လီယိုနက်ကလည်းသူရိုက်ထားတဲ့ဓာတ်ပုံကိုမှပြလိုက်ပြီးတော့သူတို့အပြင်နောက်ထပ်ကျွန်းတစ်ခုပါရှိနေတဲ့အကြောင်းနဲ့အဲ့ဒီကျွန်းကလည်းရေခဲနဲ့မီးတောင်ရောနေတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။လင်းယုံကျွန်းကိုဖျက်ဆီးပြီးတော့သူတို့ရဲ့ကျွန်းတွေကိုကယ်တင်ရမယ့်အကြောင်းကိုပြောပြလိုက်တော့ဆက်ပြီးတော့သူရဲကောင်းဖြစ်နေတဲ့ Red ကလည်းအရင်လိုသူရဲကောင်းဆက်ဖြစ်နေမဲ့အတွေးကိုဝင်လာခဲ့ပြီးတော့လီယိုနဲ့အတူတူလင်းယုံကျွန်းကိုသွားဖို့အတွက်လက်ခံခဲ့ပါတယ်။အလုံးနဲ့နောက်တစ်နေ့မှာဘုံနဲ့ချက်ကိုသွားခေါ်ခဲ့လိုက်ပြီးတော့သူတို့ရဲ့သူရဲကောင်းကြီးဖြစ်တဲ့မိုက်တီအီဂဲကိုလည်းသွားခေါ်ခဲ့ကြပါတယ်။ပုံကိုကြည့်ရတော့လက်နက်ကအဆင့်မြင့်တာကြောင့်မလို့သူတို့အနေနဲ့တကယ်တော့တဲ့အင်ဂျင်နီယာတောက်ကိုလိုရတယ်လို့ Red ကပြောခဲ့လိုက်ပါတယ်။ချက်ကလည်းသူ့မှာအင်ဂျင်နီယာကျောင်းတက်နေတဲ့ညီမတစ်ယောက်ရှိကြောင်းပြောခဲ့လိုက်ပြီးတော့သူက Red တို့တွေအကူအညီဖြစ်လိမ့်မယ်လို့ပြောခဲ့လိုက်ပါတယ်။ Red ကလည်းချက်ပြောတာကိုသဘောတူခဲ့လိုက်ပြီးတော့ချက်ရဲ့ညီမကိုသွားခေါ်ခဲ့ဖို့လှုပ်လိုက်ပါတယ်။သူကတော့ဆေးဘားဖြစ်ပြီးတော့သူ့ရဲ့တီထွေမှုဖြစ်တဲ့ဘေးယာကိုမဆိုဆွဲထားတဲ့စူပါဂျိုးကိုပြနေခဲ့ပါတယ်။ခဏနဲ့တော့ Red တို့ရောက်လာပြီးတော့ Red ကသူနဲ့တွေ့ခဲ့တဲ့ငှက်ကဆေးဘားဆိုတာကိုသိလိုက်ရတော့သူတို့အဖွဲ့တွေကိုမပါခိုင်းဖို့အတွက်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအားလုံးကထောက်ခံကြပြီးတော့ဆေးဘားကလည်းအရန်တော်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်နေတာကြောင့် Red ကလည်းသူ့ရဲ့အဖွဲ့တွေကိုပေးဝင်လိုက်ရပါတယ်။ Red တို့ရဲ့ဘက်ပေါ်လည်းလင်းယုံကျွန်းကိုသွားဖို့အတွက်လှုပ်ခဲ့ကြပေမဲ့လည်းခေါင်းဆောင်လုပ်ဖို့အတွက် Red နဲ့လီယိုနက်ကနေရာလွတ်နေကြပါတယ်။ဆေးဘားကလည်းအရာကအရေးမကြီးသလိုလင်းယုံကျွန်းကိုဘယ်လိုသွားအောင်လဲဆိုတာကအရေးကြီးတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ကျွန်းရဲ့အချက်လက်တွေကိုပြတ်လိုက်တော့အထက်ကနေမှဇက်တာရဲ့ပုံကပါနေခဲ့ပါတယ်။ဇက်တာရဲ့ပုံကိုမြင်လိုက်ရတော့သူရဲ့ကောင်းကြီးမိုက်ဒီအီဂဲကလန့်သွားခဲ့ပါတယ်။ Red ကလည်းသူတို့အနေနဲ့ကျွန်းကိုရောက်အောင်သွားပြီးတော့လက်နက်ထဲကိုဝင်ပြီးတော့လက်နက်ကိုဖျက်ဆီးဖို့အတွက်လုပ်ရမယ့်အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ Red ကပလန်မရှိဘူးဆိုတာစီးဘားကသိလိုက်ရပြီးတော့ဘလို့ပြန်ထွက်လာမလဲလို့မေးခဲ့ပါတယ်။ Red ကလည်းအရေးကြီးတာကအဲ့ဒီကျွန်းကိုရောက်အောင်သွားဖို့ပဲအရေးကြီးတယ်လို့ပြောလိုက်ပါတယ်။ခဏနေတော့သူတို့နေရာကိုရေခဲလုံးကြီးကထရောက်လာတာကြောင့် Red တို့အဖွဲ့တွေလည်းထွက်ပြေးခဲ့ရပါတယ်။ Mighty Eagle ရဲ့တောင်ကလည်းပျက်စီးသွားခဲ့ပြီးတော့ Red တို့အားလုံးကလည်းမြေပုံကိုလေဒီလုပ်ပြီးတော့ခုန်ဆင်းခဲ့ရပါတယ်။မြေပုံကပြေးသွားခဲ့တာကြောင့်မလို့ဆေးဘားကလည်းသူ့ရဲ့စူပါဂျိုနဲ့မြေပုံကိုချီခဲ့လိုက်က Red တို့ကိုလည်းကယ်ခဲ့လိုက်ရပါတယ်။ကျွန်းကိုရေခဲတုံးပြုတ်ကျလာတာကိုရွာတွေကလူတွေကအားလုံးတွေ့မြင်လိုက်ရပါတယ်။ဇက်တာရဲ့ဘက်မှာကလက်နက်ကြီးနဲ့ပြစ်နေပေမဲ့လည်းဝက်ကျွန်းရောငှက်ကျွန်းမှာဒီတိုင်းရှိနေလို့စိတ်တူနေခဲ့ပါတယ်။ဒါကြောင့်မလို့ဇက်တာကလည်းရေခဲတုံးတွေကိုမိတောင်ကချော်ရည်တွေထပ်ပြဖို့ပြောလိုက်ပါတယ်။ Red တို့ကတော့ကျွန်းကိုသွားဖို့လုပ်နေပြီးတော့ရွာတွေကလူတွေကလည်းလာနှုတ်ဆက်ခဲ့ကြပါတယ်။ရွာသားတွေကလည်းဒီနေရာကနေပြောင်းရွှေ့ရမှာမလို့မေးခဲ့ပါတယ်။ Red ကလည်းဒီနေရာကနေပြောင်းဖို့မလိုတဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်။လီယိုနက်ကလည်းသူ့ရဲ့သင်းဘောကိုယူလာခဲ့ပြီးတော့ရေရောက်ကနေလင်းယုံကျွန်းကိုသွားဖို့အတွက်လှုပ်ခဲ့လိုက်ပါတယ်။ဒီလိုနဲ့သင်းဘောဘောကိုအရောက်တော့လီယိုနက်ကလည်းဝက်ကျွန်းကသိပ္ပံပညာရှင်တွေနဲ့မိတ်ဆက်ခဲ့ပါတယ်။စက်တာကလည်းရေခဲတုံးတွေကိုချော်ရီထက်ဖို့လုပ်နေပေမဲ့လည်းရေခဲတုံးတွေကပေါက်ထွက်နေတာကြောင့်မလို့အစီအစဉ်ကလည်းမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။ Red တို့ကလည်းလင်းယုံကျွန်းကိုရောက်လာတဲ့အခါမှာတော့ Mighty Eagle ကကြောက်နေတာကြောင့်အဖြစ်မှန်ကိုပြောပြခဲ့လိုက်ပါတယ်။အမှန်တကယ်တော့စက်တာဟာ Mighty Eagle ရဲ့အဆက်ဟောင်းကြီးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့အချိန်တုန်းကအထက်တန်းကျောင်းတစ်ခုမှာ Mighty Eagle နဲ့စက်တာတို့ကအရန်ကိုချစ်ကြတဲ့ဇုံတွဲတွေပါ။မိန်းကလေးဖြစ်ပေမဲ့ထက်မြက်တဲ့စက်တာကအဲ့ဒီအချိန်မှာ Mighty Eagle ကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ Mighty Eagle ကတော့စက်တာလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာအစင်သင့်မဖြစ်သေးပါဘူး။အဲဒါကြောင့်ပဲလက်ထပ်ခွင့်တောင်းခံရတဲ့ Mighty Eagle ကမင်္ဂလာဝက်နေ့မှာပဲတယောက်တည်း Mighty Eagle ကစက်တာကိုထားခဲ့ပြီးတော့အခုသူနေတဲ့ငှက်ကျွန်းကိုထွက်ပြေးလာခဲ့တာပဲဖြစ်ပါတယ်။ Mighty Eagle ရဲ့အကြောင်းကိုသိလိုက်ရတဲ့အခါမှာတော့ Red တို့အဖွဲ့ကလည်းအခုအစီအစဉ်ကနေနှုတ်ထွက်ခွင့်ပေးလိုက်ပါတယ်။အိမ်နောက်မှာတော့ Red တို့ကလည်းစက်တာရဲ့အဆောက်အဦတွေကိုဝင်ဖို့လုပ်လိုက်ကြပါတယ်။သူတို့ရဲ့အစီအစဉ်ကတော့လင်းယုံပုံတို့အရုပ်တစ်ခုကိုဝင်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအစီအစဉ်က
Red ရဲ့အစီအစဉ်မဟုတ်တဲ့အတွက်တယောက်တည်းစေးပါနဲ့ Red ကတတ်အစီအစဉ်တစ်ခုနဲ့ဝင်ပါတယ်ချက်တို့အဖွဲ့ကတော့အယုတ်ကိုသုံးပြီးတော့လင်းယုံဌာနတွေကိုဝင်ခဲ့ပါတယ်တိတ်မကြလိုက်ခင်ပါပဲ Red နဲ့စေးပါတို့လက်နဲ့ကြီးတဲ့ကိုရောက်လာခဲ့ကြပါတယ် Red ကလည်းအထက်ကိုရောက်တာနဲ့လက်နဲ့ဆက်သွယ်ထားတဲ့ပါဝါကြိုးတွေကိုဖျက်တောက်လိုက်ပါတယ်တလွဲလုံမိလိုက်တဲ့ Red ကကျိုးမပြီးတော့ဖျက်လိုက်တာကြောင့်လက်နဲ့ကိုမပိတ်မိတဲ့အပြင်စက်ဖမ်းတာကိုပါခံလိုက်ရပါတယ်အဲ့ချိန်မှာပဲချဲလီယိုနဲ့တို့ကလည်းရောက်လာခဲ့ပြီးတော့ Red နဲ့စေးပါတို့ဖမ်းခံတာကိုမြင်သွားပါတယ်ချက်တို့ဘက်ကလည်း Red နဲ့စေးပါကိုကယ်ဖို့လှုပ်ခဲ့ပါတယ်စက်တပ်ကလည်း Red နဲ့စေးပါကိုရေကူးကန်ထဲကိုထည့်ထားလိုက်ပါပြီသူတို့တွေဒုက္ခရောက်နေတော့အမြင်မှန်ရသွားတယ်မိုက်တီအီးကေကသူတို့စီကိုကိုညီဖို့ပြန်လာနေခဲ့ပါပြီချက်တို့အဖွဲကလည်း Red နဲ့စေးပါကိုကယ်ထုတ်နိုင်ခဲ့လိုက်ပါတယ်အဲ့ချိန်မှာပဲအားလုံးကရေခဲလက်နဲ့ကြီးကိုဖျက်ဆီးဖို့လုပ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတိကျမှုမရှိတာကြောင့်မအောင်မြင်ဖြစ်ခဲ့ကြပါတယ်စက်တပ်ကလည်းချိုရီဖြစ်ထားတဲ့ရေခဲတုံးနဲ့ပြစ်ဖို့လုပ်နေတော့အဲ့ဒီအချိန်မှာပဲသူ့ရဲ့အဆက်ဟောင်းကြီးမိုက်တီအီးကေကရောက်လာခဲ့ပြီးတော့မင်္ဂလာပွဲကိုသူ့ဘက်ကဖျက်ပြီးတဲ့အတွက်စက်တာကိုတောင်းပန်ခဲ့ပါတယ်စက်တာနဲ့မိုက်တီအီးကေတို့ကလည်းအပြန်အလှန်စကားများနေကြပါတယ်အဲ့ဒီအချိန်မှာပဲ Red တို့ဟာလက်နဲ့ကြီးရဲ့ပြောင်းဝမှာစူပါဂျိုးချီတာဖို့အကြံရသွားခဲ့ပါတယ်ချက်ကလည်းသူ့ရဲ့အမြန်နှုတ်ကိုသုံးပြီးတော့စူပါဂျိုးကိုချီလိုက်ပါတယ်စက်တာကလည်းဒေါသထွက်ပြီးတော့လက်နဲ့ပစ်ခလုတ်ကိုနှိပ်လိုက်ပါတယ်အဲဒါကြောင့်ပဲရေခဲတွေကတလုံးပြီးတလုံးလက်နဲ့ကြီးရဲ့ပြောင်းဝကနေထွက်လာပါတယ်ချက်ချီထားတဲ့စူပါဂျိုးကြောင့်အဝမှာတည်နေခဲ့ပါတယ်ပြစ်ချက်မျက်လာနဲ့အမျှစူပါဂျိုးကပြုတ်ထက်သွားခဲ့ပါတယ်အဲ့ချိန်မှာပဲငှက်ကလေးတွေနဲ့ဝက်ပေါက်ကလေးတွေရောက်လာပြီးတော့ကျိုးတပွဲလက်စစ်ကဝင်ဆွဲခဲ့တာကြောင့်အပြောက်ဆန်တွေအားလုံးဟာလင်းယုံတွေရဲ့အဆောက်အဦတွေကိုပြန်ကျလာခဲ့ပါတယ်Red တို့အဖွဲ့ကလည်းအပြေးပြန်လာကြောင်းလွတ်သွားပြီးတော့မိုက်တီအီးကေကလည်းပေါက်ကွဲမှုတွေကြားကနေဆက်ရက်သမီးကိုကယ်ခဲ့ပါတယ်မိုက်တီအီးကေကယ်ခဲ့တဲ့လင်းယုံငှက်ကလေးဟာသူတို့နှစ်ယောက်ရခဲ့တဲ့ခလေးပါပဲအဲ့ဒီအချိန်မှာတော့ဆက်ကလည်းနောင်တတွေရနေခဲ့ပြီးတော့ Red တို့အဖွဲ့ကလည်းစက်တာတို့ငှက်ကျုံမနေဖို့လက်ခံလိုက်ကြပါတယ် Red တို့ကလည်းသူတို့ကျုံမနေခွင့်ပြုလိုက်တဲ့စက်တာကိုလည်းမိုက်တီအီးကေနဲ့ပြန်ပေါင်းထုတ်ပေးလိုက်ရင် Red တို့ကလည်းစူပါဟီးရိုးတွေအဖြစ်နေခဲ့ပြီးတော့ငှက်ကျုံရဲ့ကယ်တင်ရှင်တွေအဖြစ်နဲ့ဆက်လက်တည်ရှိနေပဲဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ animation ကြည့်ရတာကိုကြိုက်တဲ့သူတွေတွေဒီလိုမျိုး animation ဇာတ်ကားလေးတွေကိုကြိုက်နေတဲ့ဆိုရင် channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်သွားပေးခဲ့ကြပါဦးခင်ဗျာ။